ဆိုင်မွန်လို့ခေါ်တဲ့ငါလုံးမသားလေးဟာအသက်16နှစ်အရွယ်ရှိပြီးဖင်ခံကျင်စိတ်တွေနဲ့ပြည့်နှက်နေပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူဟာလမ်းပြောင်းနေတယ်လို့ခံစားလာရတဲ့အကြောင်းမှာသူဟာဖင်ခံလိုစိတ်ရှိပြီးစ조사အားထုတ်ကသူ့ရဲ့နောက်အပေါက်အတွက်မျှော်လင့်ချက်တွေရှိခဲ့ပါတယ်ဒါပေမဲ့အချိန်တော်ကြာပြီးနောက်မှာသူ့သူငယ်ချင်းတွေကဖင်ခံကျင်တဲ့ရည်မှန်းချက်တွေကိုရဲမောလာကြတယ်သူတို့ဟာအချိန်ဖြုံးရင်းနေ့ရက်တွေကိုကုံဆုံးစေခဲ့ပြီးဖင်ခံကျင်စိတ်တွေကိုလောင်ပြောင်ကအိမ်မက်တွေနဲ့ဖင်ခံကျင်ပေမဲ့မခံရဘူးလို့ငါလုံးမသားလေးကိုပြောခဲ့ပါတယ်အစပိုင်းမှာတော့ငါလုံးမသားဟာကြမ်းကြမ်းခံနိုင်အောင်စ조사ခဲ့ပေမဲ့တနေ့ပြီးတနေ့သူဟာဖင်ခံကျင်စိတ်တွေဖြစ်ပေါ်လာပါတယ်အရေးကြီးတဲ့အလုပ်တွေကိုကြော်ခဲ့တယ်သူ့ရဲ့လေးလာမှုတွေကိုလစ်လျူရှုခဲ့တယ်ပြီးတော့တစ်ချိန်ကသူ့ဘဝကိုအတိတ်ပဲရှိစေခဲ့တဲ့အိမ်မက်တွေကနေတဖြည်းဖြည်းဝေးကွာလာခဲ့ပါတယ်လက်ပေါင်းများစွာကုန်လွန်သွားပြီးသူ့ရဲ့ဖင်ခံကျင်စိတ်တွေပိုဆိုးလာခဲ့ပါတယ်တညနေခင်းမှာတော့ငါလုံးမသားဟာလေးလံတဲ့နှလုံးသားနဲ့တိတ်ဆိတ်နေတဲ့ပန်းချံတစ်ခုကိုဖျက်လေအောက်သွားခဲ့ပါတယ်သူဟာဘာဖြစ်လို့သူ့ဘဝကမာယွင်းတဲ့ဖင်ခံကျင်တဲ့စိတ်ပတ်ကိုတွားနေရတာလဲဆိုပြီးစိတ်ရှုပ်နေခဲ့တဲ့အနီးနားရှိတစ်သားခုံတန်းလျားတစ်ခုပေါ်တွင်ကိုယူကြီးဟုလူများကတီးကြသည့်ပညာရှိနာလုံးမသားကြီးတဦးထိုင်နေပါသည်သူရဲ့တည်ငြိမ်တဲ့မျက်နှာနဲ့နူးညံ့တဲ့မျက်လုံးတွေကလူငယ်တွေကိုအမြဲတမ်းဖင်ခံဖို့လုံခြုံသလိုခံစားရစေတယ်ငါလုံးမသားကြီးကငါလုံးမသားရဲ့မျက်လုံးထဲကဖင်ခံကျင်စိတ်တွေကိုသတိထားမိပြီးတိုးလေးမေးလိုက်တယ်ငါလုံးမသားဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့မင်းရဲ့ဖင်ကဘာလို့ခံကျင်နေရတာလဲလို့မေးလိုက်ပါတယ်ငါလုံးမသားကသူ့ဘေးမှာထိုင်ပြီးအရာအလုံးကိုမျှဝေခဲ့ပါတယ်သူငယ်ချင်းတွေကသူ့ရည်မှန်းချက်တွေနဲ့ဝေးကွာအောင်ပို့ဆောင်နေမှန်းတီးတီးရက်နဲ့ဘလို့လိုက်လုပ်ခဲ့တယ်လဲဆိုတာကိုရှင်းပြခဲ့ပါတယ်ငါလုံးမသားကြီးကစိတ်ရှည်လက်ရှည်နားထောင်ပြီးမြေပြင်ကတစ်ကိုင်းငယ်တစ်ခုကိုကောက်ကင်လိုက်တယ်သူကတဲပြင်မှာရိုးရှင်းတဲ့မြင်းနှစ်ချောင်းကိုဆွဲပြတယ်မြင်းတစ်ချောင်းကဖြောင်ဆင်းပြီးရှင်းလင်းနေပြီးနောက်တစ်ချောင်းကကျိုးဘဲကရှုပ်ပွနေပါတယ်ငါလုံးမသားကြီးကပညာရှိတစ်ယောက်ဟာသူ့ကိုဖြောင်းမတ်တဲ့လမ်းကိုရှောက်လန်းဖို့ကူညီပေးမဲ့သူငယ်ချင်းတွေကိုရွေးချယ်တယ်ဒါပေမဲ့တစုံတစ်ယောက်ကဥတီချက်မရှိတဲ့သူတွေကိုလိုက်နာတဲ့အခါသူတို့ဘဝတွေလည်းဆုံးရှုံးသွားတတ်တယ်ငါလုံးမသားကအောက်ကိုနှုံးကြည့်ရင်အဲ့ဒီစကားတွေရဲ့အမှန်တရားကိုခံစားလိုက်ရတယ်ထိုစကားများသည်ငါလုံးမသားဤဖင်ကိုနက်နက်ရှိုင်းထိမိစေခဲ့သည်ပထမဆုံးအနေနဲ့သူဟာသူ့ပတ်ဝန်းကျင်ကလူတွေရဲ့တိတ်ဆိတ်တဲ့စွမ်းအားကိုရှင်းရှင်းလင်းလင်းနားလည်ခဲ့တယ်အဲ့ဒီနောက်မှာသူဟာခက်ခဲပေမဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်သူအနာဂတ်ကိုဖျက်ဆီးနေတဲ့ဖင်ခံကျင်စိတ်တွေကိုလိုက်လုတာကိုရက်လိုက်တယ်သူကသူ့ရဲ့အချိန်တွေကိုစတင်ကာကွယ်ခဲ့တယ်တင်ယူမှုကိုအာယုံစိုက်ပြီးပိုကောင်းတဲ့အဖော်တွေကိုရွေးချယ်ခဲ့တယ်လမ်းကြောင်းကမလွယ်ကူပေမဲ့တဖြည်းဖြည်းသူ့စိတ်တွေတမာလာပြီးသူ့အိမ်မက်တွေပြန်လဲရှင်သန်လာပါတယ်လက်ပေါင်းများစွာကြာပြီးနောက်ငါလုံးမသားသည်အဆိုပါပန်းချံသို့ပြန်သွားကငါလုံးမသားကြီးကိုတဖန်တွေ့ခဲ့ရသည်ဒီတခါတော့သူ့မျက်လုံးတွေမှာယုံကြည်မှုတွေရှိနေတယ်အဲ့ဒီအချိန်လေးမှာလူငယ်တိုင်းမှတ်သားထားတဲ့အစွမ်းထက်တဲ့ဘဝသင်ခန်းစာတစ်ခုကိုသူနားလည်ခဲ့တယ်တင့်အနာဂတ်ကတင့်အိမ်မက်တွေကပုံဖော်ယုံတာမကပဲတင့်အနာဂတ်ကိုနေ့စဉ်တင့်ဘေးမှာရှောက်လန်းနေတဲ့လူတွေကပုံဖော်ထားပါတယ်ပညာရှိရွေးချယ်ပါတင့်သူငယ်ချင်းတွေရဲ့လမ်းကြောင်းကတင့်ဘဝရဲ့လမ်းကြောင်းဖြစ်ကိုတိတ်တဆိတ်ရောက်ရှိသွားနိုင်တာကြောင့်ပါ